မင်္ဂလာပါဖေဖော်ဝါရီလ4ရက်နေ့အထူးသတင်းကောင်းတက်ဆက်ပေးသွားမှာဖြစ်ပါတယ်။အစည်းအဝေးတစ်ယောက်ထို့သွားနေတဲ့စစ်ဗိုလ်ချုပ်35ဦးလိုက်ပါလာတဲ့ကားမိုင်းဆွဲခံရပွဲချင်းပြီး35ဦးစလုံးသေဆုံးဟုသတင်းအတိအကျသိရပါတယ်။တရားမဝင်စီးပွားကုန်သွယ်မှုများခင်ရာထူးချအဖမ်းခံထားရသောအရှိပိုင်းတိုင်းမူဟောင်းဗိုလ်ချုပ်နိုင်စောဦးထောင်ဒဏ်20ချမှတ်ခံရတယ်။စစ်စင်ရေးကြရှုံးမှုခင်အခြားစစ်အရာရှိကြီးများလည်းတေတံနှင့်ပြစ်ဒဏ်များအသီးသီးကြရှမ်းပြည်နယ်တွင်တရားမဝင်ကုန်သွယ်ရေးနှင့်စီးပွားရေးများဖြင့်ရာထူးချအဖမ်းခံထားရသောအရှိပိုင်းတိုင်းမူဟောင်းဗိုလ်ချုပ်နိုင်စောဦးကိုထောင်ဒဏ်20ချမှတ်ခံရကြောင်းစစ်ပက်သတင်းရင်းမြစ်များကိုကိုးကား၍ CDN ဗိုလ်ကြီးအစင်းရော်ကရန်ကုန်ခေတ်သစ်သတင်းဌာနတံသို့ပြောဆိုသည်2025ခုနှစ်အောက်တိုဘာလအတွင်းရှမ်းပြည်နယ်တွင်တရားမဝင်ကုန်သွယ်ရေးနှင့်စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ပါဝင်ပတ်သက်မှုဖြင့်အရှိပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်ချုပ်နိုင်စောဦးကိုရာထူးမှဖယ်ရှားဖမ်းဆီးခဲ့ကြောင်းရင်းနှောင်း4လကျော်အကြာတွင်စစ်တပ်ကစစ်ခုံရုံးဖြင့်တိုင်းမူဟောင်းဗိုလ်ချုပ်နိုင်စောဦးကိုထောင်ဒဏ်20ချမှတ်လိုက်ခြင်းဖြစ်ကြောင်းသိရှိရပါသည်တိုင်းမူဟောင်းဗိုလ်မှူးချုပ်နိုင်စောဦးသည်တင်ဆက်25ကျောင်းစဉ်ထီပြီးရခင်ကပထူးတက်မှုကြီးတိုက်ခိုက်ရေးတင်တန်းကျောင်း၏ကျောင်းအုပ်ကြီးထိခဲ့ကြောင်း2025ခုနှစ်ဩဂတ်လအတွင်းတွင်အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၏တိုင်းမူအဖြစ်ရာထူးတိုးမြင့်ခန့်ရထူးထစ်ကြောင်းအရှေ့ပိုင်းတိုင်းမူထစ်ပြီး3မှနီးပါးအကြာတွင်တရားမဝင်ကုန်သွယ်မှုနှင့်တရားမဝင်စီးပွားရေးလုပ်ငန်းများတွင်ပါဝင်ပတ်သက်မှုဖြင့်ရာထူးမှဖယ်ရှားဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်းသိရှိရပါသည်ရပါခတိုင်းမူဗိုလ်ချုပ်နိုင်စောဦးလောလောလတ်လတ်ပဲအကတိမှုနှင့်ထောင်ဒဏ်20ကျသွားတယ်ဟု CDN ဗိုလ်ကြီးအစင်းရော်ကပြောဆိုသည်ရင်းတရင်စစ်စင်ရေးကြာရှုံးမှုများဖြင့်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှဗျူဟာမှုဗိုလ်မှုကိုလည်းစစ်တပ်ကတေတံကျိုးမင်းကို၎င်းတောင်ကုတ်အခြေဆိုင်အမှတ်9စစ်စင်ရေးကုတ်ကဲရေးမှုဌာနချုပ်မှတမှုမှ DSA 43ကိုထောင်ဒဏ်10နှစ်ခန္တီအခြေဆိုင်စစ်ဖြူဟာမှု DSA 42ကိုထောင်ဒဏ်9နှစ်တက်မှ33နီးဖြူဟာမှု DSA 45ကိုထောင်ဒဏ်14နှစ်၎င်းအသီးသီးချမှတ်လိုက်ကြောင်းသိရှိရပါတယ်မဘာခဗျူဟာမှုဂျိုးမင်းကတော့တော်တော်လေးပြင်းထန်တဲ့အဓိကစစ်စင်ရေးကြာရှုံးမှုပဲဖြစ်မယ်33တက်မှမှုနဲ့ခန္တီးစီဗီဟာမှုတွေကလည်းစစ်စင်ရေးမှုပဲဖြစ်လောက်မယ်ပြီးရင်စကခ9ကလည်းစစ်စင်ရေးမှုပဲစစ်တပ်မှလက်ကျန်အမှုတွေကိုသူတထေးလေးချင်းနဲ့ဖြတ်ပြီးတော့စီရင်ချက်ချတဲ့အနေအထားမျိုးပေါ့နော်နောက်တက်ချုပ်မှုအမှုမကြံဘူးပေါ့ပြဿနာတွေတော့ထားခဲ့မှာပေါ့နော်ပြဿနာတွေတော့ထားခဲ့မယ်ဟိုစာရွက်ပေါ်မှာရှိနေတဲ့အမှုတွေကိုတော့ရှင်းသွားတယ်ဆိုတဲ့ပုံစံမျိုးဒါလုံထုံလုံးနေအရာပေါ့နော်အဲ့ဒါတွေရှင်းထုတ်ပြီးတော့ထောင်ထဲထည့်ပြီးတော့ပြစ်ဒဏ်စီရင်ချတာလို့တော့ကျွန်တော်တို့ကယူဆပါတယ်ဟု CDN ဗိုလ်ကြီးစင်းရော်ကပြောဆိုပါတယ်Match နှစ် April လအတွင်းလွတ်တော်ခေါ်ယူ၍အစိုးရတစ်အဖိတ်စည်းရန်အတွက်လည်းမင်းအောင်လိုင်ကပြင်ဆင်နေတာရင်းကာလမတိုင်ပြီးစစ်တပ်အတွဲရာထူးနေရအပြောင်းလဲတွေထပ်မံပြုတ်လို့အောင်မယ်လို့တပ်သတင်းရင်းမြစ်များကပြောဆိုကြပါတယ်